Hello အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ lip guitar ကိုတီးတတ်ချင်တယ်ဆိုတော့ညီကိုများကိုမောင်နှမများကို sharing လေးတစ်ခုလုပ်ပေးချင်ပါတယ်အဲ့တော့ lip guitar ကကြတော့တချို့ကြတော့ tap note နဲ့လေ့လာကြတယ်တချို့ကြတော့လည်း step note နဲ့လေ့လာကြတယ်တချို့ကြတော့လည်းမျိုးစုံလေ့လာကြတာပေါ့နော်လေ့လာတာကတော့စာအုပ်တွေကလည်းမျိုးစုံပဲဆရာတွေကလည်းမျိုးစုံပဲအာဘောကလည်းမျိုးစုံပဲပေါ့နော်ဒါပေမဲ့ကျွန်တော်လေ့လာလို့သိရတဲ့ဟာကြတော့လေတချင်းတွေလိုက်တီးတာတွေတန်စင်တွေလိုက်တီးတာတွေလည်းထိရောက်ပါတယ်လေ့ကျင့်တာထိရောက်ပါတယ်ပေါ့နော်သို့တော့ဒီဂီတာပေါ်မှာရှိတဲ့ဒီကျွန်တော်သိရသလောက်ပေါ့နော်ဒီဂီတာပေါ်မှာရှိတဲ့ဒီ fretboard mapping လို့ခေါ်တယ်ပေါ့ fret mapping ဒီ mapping ဆိုတော့ဒီဂီတာရဲ့ဒီလက်ကွက်ပေါ်မှာရှိတဲ့ဒီ pitch name တွေဒီ melody name ပေါ့နော် pitch name နဲ့ sofa name တွေပေါ့နော်note တစ်ခုကိုပြောလို့ရတယ်၃ခုပြောလို့ရတယ်ဒိုရေမီဖာဆိုလာတီတို့လို့ပြောတာကြတော့အဲ့ဒါ sofa name လို့ပြောတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ABCD ပေါ့နော်အခုကျိုးကြီးတဲ့ခါပြောရဆိုလို့ရှိရင်ပါတယ်အပြတဲ့ဟာလေးတွေကျွနာလေးတွေမှာပါတယ်ဟာဆိုလို့ရှိရင် pitch name လို့ပြောတယ်နော် pitch name ပြီးလို့ရှိရင်ကျွန်တော်တို့1 2 3 4 5 6 7ပြီးရင်1အပေါ်မှာဆက်လေးဆက်အဲ့ဒါကိုကျတော့ notation လို့ခေါ်တယ်ပေါ့နော်အဲ့တော့ notes တစ်လုံးကိုပေါ်ပြရင်အမည်အနေနဲ့ဆိုလို့ရှိရင်၃မျိုးပြပြလို့ရတယ်အဲ့ဒါဘာလဲဆိုတော့ sofa name ရှိတယ် pitch name ရှိတယ် notation ရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာအဲ့ဒီ notation တွေ sofa name တွေဆိုတာထက်ကိုဒီ fresh book မှာရှိတဲ့ဟာကပို့ပြီးတော့သုံးဝင်တဲ့အရေးကြီးတယ်လွတ်ကျက်ထားရမယ်ပေါ့နော်အဲ့တော့ဘာလဲဆိုတော့ကျိုးတစ်ချောင်းချင်းစီမှာရှိတဲ့တန်ဖိုးတွေပေါ့နော်ဥပမာဆိုကြပါလို့ရှိရင်ကျိုးနံပါတ်1ကျိုးဆိုလို့ရှိရင် E ကနေစတယ်ပေါ့နော် open string ဆိုလို့ရှိရင် E open string ဆိုလို့ရှိရင်လွတ်တန်လို့ပြောတာပေါ့နော်ဒီမမလိုဘာသာပြန်လိုက်ရင်တော့လွတ်တန်လို့ပြောတယ်လွတ်တန်ဆိုတော့ဘာမှမထောက်ထားဘူးအဲ့လိုမျိုးပေါ့နော်အဲ့တော့ E ပြီး E နဲ့ F နဲ့ကတော့ကတ်လျက်ပေါ့နော်ဒါကတော့ဘယ်သူမှထွင်ထားတာမဟုတ်ဒီ half step ပဲသွားတာပေါ့နော် E နဲ့ F နဲ့ဆိုလို့ရှိရင်E F F sharp G G sharp A A sharp B C B နဲ့ C နဲ့ကလည်းသူက half step ပဲသွားထားတယ်ပေါ့နော် B နဲ့ C C sharp D D sharp E เนาะဒီမှာ12ကွက်ကိုရောက်လို့ရှိရင်သူကoptic တစ်ခုကိုပြန်ရောက်သွားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တစ်ကျိုးကိုကျွန်တော်တို့လေ့လာတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ E F F sharp G G sharp A A sharp B C C sharp D D sharp E ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒါကျွန်တော်ရှင်းပြတာဆိုလို့ရှိရင် sharp တွေပါသွားပြီဆိုလို့ရှိရင်ဒါ chromatic scale ဖြစ်သွားပြီchromatic scale မှာနောက်ထပ်ဒီတစ်ကျိုးမှာပဲဟိုမဲ့ဒီ key အနေနဲ့ပြောမယ်ဆိုလို့ရှိရင် diatonic scale ဆိုလို့ရှိရင်ဆိုလို့ရှိရင် diatonic scale ဆိုလို့ရှိရင် sharp တွေ flat တွေဖြုတ်လိုက်ပြီဆိုလို့ရှိရင်ဗာလဲဆိုတော့ do re mi fa sol la ti do ဒါပေမဲ့တစ်ကျိုးမှာကျတော့မီနဲ့ပဲစထားတယ်ဆိုတော့မီနဲ့ပဲစထားတယ်ဆိုတော့ E F G ဆိုတော့ E F G A B C D E အဲ့တော့ဂျားတွေက F sharp တွေ G sharp တွေ A sharp တွေပြုတ်သွားပြီပေါ့နော် sharp ၅လုံးပြုတ်သွားအဲ့တော့သူ့ sofa အနေနဲ့ဆိုလို့ရှိရင်လည်း E mi fa sol la ti do re mi ဒါကကျွန်တော်ဥပမာအနေနဲ့တစ်ကျိုးကိုပြောပြတာအဲ့တော့တစ်ကနေ6ထိဆိုလို့ရှိရင်အဲ့ဆိုလို့ရှိရင် B ဆိုလို့ကျိုးနံပါတ်2ဆိုလို့ရှိရင် B ဗျာ B เนาะ B အဲ့တော့ဒီ fresh boat mat ဘာနော် fresh boat mat pin ပေါ့နော် mat pin အဲ့လိုမျိုးပြောမှာပေါ့နော် fresh mat pin လို့ပြောမှာအဲ့ဒီမှာပါတဲ့ဒီမှာတစ်ကျိုးတည်ရင်တော့6ကျိုးနဲ့ကသူကအတူတူပဲเนาะသူက E ကပဲစတာပေါ့နော် open string က E ကပဲစဥပမာဆိုလို့ရှိရင် B 2ဆိုလို့ရှိရင် B ကနေစတာကွာပြောမယ်ဆိုလို့ရှိရင်3ဆိုလို့ရှိရင်သူကဟိုကနေစတယ်ပေါ့နော် G ကနေစတယ်3ဆိုလို့ G ကနေစတယ်4ဆိုလို့ရှိရင် D ကနေစတယ်5ဆိုလို့ရှိရင် A ကနေစတယ်6ဆိုလို့ရှိရင် E ကနေစတယ်ပေါ့နော်အဲ့တော့အရင်စိတ်ဝင်စားမှုကောင်းပါတယ်ဒီ fresh book mapping ဆိုလို့ရှိရင်တချို့ဟိုလေးမှာဆိုလို့ရှိရင်တော့တချို့မမှတ်မိဘူးဆိုလို့ရှိရင်ဒီမှာတချို့ sticker လေးတွေစာရွက်လေးနဲ့ကပ်ပြီးမှရေးပြီးမှလည်းမှတ်လို့ရတယ်ပေါ့နော်ဒီမှာတော့မမှတ်ပြထားဘူးပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်အဲ့ fresh book mapping ကိုပဲကောင်းကောင်းလေးကြည့်လိုက်လို့ရှိရင်လက်ကွက်နံပါတ်တစ်ကျိုးလက်ကွက်နံပါတ်5မှာဆိုလို့ရှိရင်ဘာရှိလဲအဲ့ဆိုရှင် A ရှိရပေါ့နော် A ဟိုဆိုလာရှိရပေါ့နော် key C အနေနဲ့ပြောမယ်ဆိုရှင်လာရှိတယ်ဆိုလို့ရှိရင်
6ကျိုးဆိုလို့ရှိရင်ကျိုးနံပါတ်6ဒီ9အကွက်မှာဆိုလို့ရှိရင်လည်းသူကလာရှိတယ်ပေါ့နော်စသဖြင့်ပေါ့နော်အဲ့တော့ဒီ fretboard mapping လေးကိုကြည်ကြည်ညံ့ညံ့ရမယ်ဆိုလို့ရှိရင် lip တီးရတာလည်းအဲ့ဘက်ကိုကူးဖို့ဆိုလို့ရှိရင်တိတ်ကြီးတော့မခက်လာဘူးပေါ့နော်အဲ့ဒါလေးတွေကိုနောက်နေ့ကျရင်လည်းအသေးစိတ်လေးပြောပြပေးပါဦးမယ်ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ